အားလုံးပဲမင်္ဂလာပါအမရဲ့ YouTube channel လေးမှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အမရဲ့ YouTube channel လေးမှာတော့အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာအင်ဂျီပုံစံလေးတွေကို daily wear လည်းဝတ်လို့ရတယ် ready to wear လည်းချုပ်ဝတ်လို့ရတယ်အင်ဂျီပုံစံလေးတွေကိုအပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာတင်ပေးနေတဲ့ channel လေးဖြစ်ပါတယ်ကဲအဲ့တော့အမကဒီနေ့မှာအမအခုဒီပုံမှာပြတ်ထားတဲ့အတိုင်းလေးပေါ့နော်ပြတ်ထားတဲ့အတိုင်းလေးပဲအမကဒီနေ့မှာအင်ဂျီလေးကိုပတ်တန်ဆွဲပြမယ်အဲ့တော့အမတို့တွေကအရင်ဆုံးလိုတာပါလေနောက်ဆက်ပတ်တန်မတို့နောက်ဆက်ပတ်တန်ရှိတယ်အဲ့ဒီနောက်ဆက်ပတ်တန်အောက်ကားလေးပေါ့နော်နောက်ဆက်ပတ်တန်အောက်ကားလေးနောက်ဆက်ပတ်တန်အောက်ကားလေးကိုမတို့ကဒီမှာရှေ့ချမ်းကိုထပ်မယ်ရှေ့ချမ်းကိုထပ်မယ်ဆိုတော့ဒါအမတို့ပတ်တန်ပြားကြီးပေါ့နော်ပတ်တန်ပြားကြီးကိုမတို့ကချုပ်စာ3စိတ်ထုတ်လိုက်သူကအရှိခွဲဖြစ်တဲ့အတွက်ကြောင့်ချုပ်စာသူ့ကိုဖယ်ရမယ်အဲ့တော့မတို့ကသူ့ကိုချုပ်စာ3စိတ်ချုပ်စာ3စိတ်ဆိုတော့မတို့ကဒီမှာကြည့်မယ်သူ့ကိုဒီလိုလေးထပ်တင်ရမှာပေါ့နော်အမပတ်တန်တစ်ခုနဲ့ချုပ်ပြမယ်အဲ့တော့ဒါခုနဲ့လုပ်ပြမယ်ဒီမှာမတို့နောက်ချမ်းလေးကိုဒီမှာကြည့်နောက်ချမ်းလေးကိုအရှိကိုတင်မယ်လေတင်ပြီးတော့မတို့ညှက်မယ်မလားညှက်မယ်ဆိုလို့ရှိရင်သူ့ကိုမညှက်ခင်မှာ तू ကအရှိကွယ်ဖြစ်တဲ့အတွက်ကြောင့် तू ကကြတော့ပြီးတော့ဘယ်လိုလုပ်ထားရလဲဆိုတော့ तू ကကြတော့အရှိကွယ်လေးကိုမှကျဲသီးလေးတွေနဲ့ကိုမှအတွန့်လေးပေါ့နော်ဖြက်ဆက်တွန့်လေးအဲ့တော့မတို့ကရှေ့မှာချုပ်စာထည့်ရမယ်ချုပ်စာထည့်ရမယ်ဆိုတော့မတို့ကဒီမှာ3စိတ်ချမ်းမယ်အဲ့လို3စိတ်ကဘယ်လိုလဲဆိုလို့ရှိရင်ချုပ်စာ3စိတ်မှာ1စိတ်2စိတ်3စိတ်အဲ့ဒီ3စိတ်ကိုမတို့ကချမ်းရမယ်ဒီကနေမှဒီဘေးကို3စိတ်ဒီကနေမှဒီဘေးကိုမတို့3စိတ်ချမ်းမယ်အဲ့3စိတ်ချမ်းပြီးသွားလို့ရှိရင်မတို့ကပတ်တန်လေးကိုဒီလိုတင်မယ်နော်ထုတ်စာ3စိတ်ချမ်းပြီးတော့မှနောက်ဆုပ်ပြီးပတန်ကိုတင်မယ်နော်ဒီလိုရှေ့ကိုတိုးပြီးတော့မတင်ရဘူးအဲ့တော့မတို့ကသူ့ကိုဒီလို3စိတ်ကိုနောက်ဆုပ်ပြီးတော့တင်ပြီးသွားပြီဆိုလို့ရှိရင်မတို့ဒီအတိုင်းလေးပဲမတို့ညှက်ထုတ်ပလိုက်လေပင်းဆိုလည်းဒီမှာထွက်တဲ့အတိုင်းပဲညှက်ထုတ်ပလိုက်နော်မတို့ဒီပတန်လေးအတိုင်းပဲမတို့တွေရှေ့ချမ်းကိုဆွဲဖို့အတွက်ကိုနောက်ချမ်းနောက်တစ်ရွက်ကိုညှက်မယ်ဒီမှာ3စိတ်ထုတ်ပြီးညှက်မယ်ကဲဒါဆိုလို့ရှိရင်အမအတိုင်းညှက်လိုက်တော့မယ်နော်ကဲဒါဆိုလို့ရှိရင်ပေါ့နော်အမကညှက်လိုက်မယ်ဆိုတော့အမတို့ကဒီမှာစောနာကပြောတဲ့အတိုင်းပဲဒီကနေဒီကို3စိတ်ချမ်းပြီးတော့မှမတို့ရှေ့ချမ်းကိုတင်ပြီးညှက်လိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်လေပင်ရတဲ့အရင်တိုင်းပဲအဲ့တော့မတို့ကပခုံးကိုဖောက်မယ်ပခုံးကိုဒီနှစ်ခုပေါ့နော်ဒီမှာအမပြမယ်ဒီဟာလေးထောက်ချိုးလိုက်ဒီထောက်ချိုးလေးချိုးပြီးွားပြီဆိုလို့ရှိရင်သူတို့ဒီအဖြောင့်လေးတွေ့လားဒီအဖြောင့်လေးရဲ့အလဲဆန်အောင်မှတ်ပြီးအဲ့ထဲအတွင်းထဲကို6စိတ်ဝင်ပြီးတော့မတို့ချိုင်းကိုဖောက်လိုက်ဒါရှေ့ချမ်းချိုင်းဖောက်လိုက်တာပေါ့နော်မတို့ဒါ6စိတ်ဝင်ပြီးတော့ချိုင်းကိုဖောက်လိုက်ကြတာပါကဲဒါဆိုရင်မတို့ရှေ့ချမ်းချိုင်းဖောက်ပြီးသွားပြီဆိုလို့ရှိရင်လေပင်သူ့ရဲ့လေပင်လေးကပေါ့နော်သူ့ရဲ့လေပင်လေးက9လောက်မှရှိတယ်ဆိုတော့ဒီမှာအမပြမယ်ပခုံးကနေဒီကို9နေရအဲ့ဒီ9နေရာကိုမြင်းဆောင်ဆွဲလိုက်မယ်ဒီပခုံးကနေပြီးတော့9နေရာကိုမတို့ကဒီလိုမျိုးမြင်းဆောင်ဆွဲလိုက်မယ်ပေါ့နော်အဲ့တော့မတို့ကဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်ဒီလိုလေးဖြစ်မယ်မတို့ကဒါလေပင်ကိုမတို့ဆွဲလိုက်တယ်လေပင်နော် V shape ပုံလေးကဲမတို့ဒီမှာလေပင် V shape ပုံလေးဖြစ်သွားပြီဒါကတော့ဒီလိုမျိုးချုပ်စားပေါ့နော်ချုပ်စားထည့်မယ်ဒါဆိုလေပင် V shape လေးဖြစ်သွားပြီဆိုလို့ရှိရင်မတို့တွေပခုံးကနေပြီးတော့ရင်ဘတ်ပေါ့နော်သူ့ရဲ့အင်ဂျီလေးမှာရင်ဘတ်ထိတ်အောက်ကလေးနားမှာပေါ့နော်10လောက်မှာပခုံးကနေမှာဒီမှာ10လောက်မှာမတို့ကမှတ်မယ်အဲ့တော့မတို့ကပခုံး10ရဆိုတော့ဒီထိတ်ကနေလာမယ်နော်မတို့ကဒီထိတ်ကနေမှအောက်ကို10နေရာမှာမတို့မှတ်ပြီးပြီဆိုလို့ရှိရင်မတို့ကအဲ့ဒါလေးကိုမြင်းဖြောင်လေးဆွဲပြန်ပြောမယ်နော်ဒီပခုံးကနေမှဒီအောက်ကိုဒီအဟာကို10နေရာမှာမတို့မှတ်ပြီးရင်မြင်းဖြောင်ဆွဲဒီဥစ္စာကတော့ဒီပခုံးကနေမှအောက်ကို9လက်မနေရာမှာ9လက်မနေရာလည်းရတယ်6လက်မနေရာလည်းရတယ်ပေါ့နော်ဒီမှာမတို့လေပင်ဆွဲဟုတ်ပြီနော်ဒီပခုံးကနေဒီအောက်ကိုကြတော့မတို့ကအတွန့်အတွက်ပေါ့နော်အဲ့တော့မတို့ကပခုံးကနေ10နေရာအောင်မှတ်ပြီးမြင်းဖြောင်လေးဆွဲအဲ့ကောင်လေးကိုမတို့ဖြတ်ထုတ်ပလိုက်ဒါဆိုလို့ရှိရင်သူတက်ဖြစ်ပြီးအဲ့ဒါဆိုလို့ရှိရင်ဒီလိုလေးပေါ့နော်ဒါအမတို့ကအင်ဂျီကိုတဲ့အပေါ်ပိုင်းပြီးပြီးအောက်ပိုင်းလေးကိုကြတော့အမတို့ကကြတော့အတွန့်စာထဲမှာဖြစ်တဲ့အတွက်ကြောင့်ဒီဟာလေးကိုဘာလုပ်ရမလဲဆိုလို့ရှိရင်အမတို့တွေပိတ်စပေါ်မှာတင်ညက်တဲ့ခါကြလို့ရှိရင်အရှိကို2လက်မပေါ့နော်ဒီလိုမျိုးလေးပေါ့အမတို့ဒီဥစ္စာကိုပတ်တက်မှာမခွဲတော့ဘူးပိတ်စပေါ်ပဲတင်လိုက်မယ်ဟောပိတ်စပေါ်တင်လိုက်ပေါ့ကွယ်
ဒါပိတ်စာဒီလိုလေးပေါ့နော်ပိတ်စာဒီလိုလေးပေါ့ဒီလိုလေးပေါ့ပိတ်စာလေးကဒီလိုလေးတင်လိုက်မယ်အဲ့တင်တဲ့ပုံမှာတို့ကဒီကနေဒီကို2လက်မဖယ်ဒီမှာဒီလောက်2လက်မလောက်အရှိကိုထုတ်ဒီမှာကြည့်အဲ့လိုမြင်းပြောင်းနေနော်ဒီမှာ2လက်မကိုအရှိကိုထုတ်ပြီးတော့မှတို့ကအဲ့ဒီပုံကိုဒီကောင်ကိုတင်လိုက်တို့ကပွားစာတွန့်စာနော်ဒီလိုမျိုးတင်လိုက်လိုတင်လိုက်ကဲဒါဆိုလို့ရှိရင်ရပြီဒါဆိုလို့ရှိရင်ဒီကနေမှဆွဲချလိုက်ဒါပိတ်စာကိုညှက်ထုတ်လိုက်ပေါ့နော်ဒီကနေမှအောက်ကိုပိတ်စာညှက်ထားလိုက်အောက်ကိုညှက်ထားလိုက်ဒါဆိုမှတို့ကဒီမှာတွန့်စာရသွားတာပေါ့နော်လိုမျိုးလေးပေါ့လိုမျိုးလေးဖြစ်မယ်နော်လိုမျိုးလေးကဲဒါဆိုလို့ရှိရင်ဒါလေးကတွန့်စာရသွားတယ်ဒီမှာတို့တွေကအဲ့ဒါကိုတွန့်စာရသွားတယ်ဆိုတော့ဒီမှာ2လက်မထောက်ထားတော့တွန့်စာလေးပေါ့နော်တွန့်စာလေးတို့ဒီကနေပြီးတော့တို့ကကျဲသီးကွင်းလေးတွေထည့်မယ်ကျဲသီးလေးတွေချုပ်စာလေးတွေချုပ်မယ်ချုပ်ပြီးတော့ဘယ်ချိန်တွန့်ရမလဲဆိုတော့ဒီ2ယောက်ကိုလက်ဆက်ရင်တွန့်ရမယ်သူနဲ့လက်ဆက်မယ်ဟုတ်လားအထက်ချုပ်တဲ့ခါကျလို့ရှိရင်တို့က point တွေသွားမယ်လေအဲကြလို့ရှိရင်တို့ကဒီမှာအကုတ်မဲ့ကျဲသီးကွင်းတွေတခါတည်းထည့်မယ်ဒီမှာအကုတ်မဲ့ကျဲသီးကွင်းတွေတခါတည်းထည့်မယ်ပြီးပြီဆိုမှဒီမှာတို့ကအတွန့်မယ်လိုလေးသူအတွန့်တိုင်းလေးတို့တွန့်လိုက်တွန့်ပြီးဘလောက်အကြံလဲဆိုရင်ဒီကွင်းအကြံပေါ့နော်ဒီကွင်းအကြံတွန့်ပြီးတွန့်ပြီးတော့သူတို့တွေကိုဒီမှာတို့ဆက်ပြီးတော့ထည့်လိုက်မယ်ဒါဆိုရင်ဒီကွင်းကိုဒီကွင်းအကြံကိုသူ့ကိုတွန့်ပြီးတော့သူတို့နှစ်ယောက်ကိုဆက်လိုက်ကျဲသီးကွင်းတွေအရင်တက်ပြီးတော့တွန့်ပြီးမှတို့နှစ်ခုဆက်ဒါဆိုလို့ရှိရင်ရှေ့ကျန်လေးကိုပြီးသွားပြီဟုတ်ပြီနော်ရှင်းရလားကျမပြောတာရှင်းရလားမရှင်းနိုင်ရှိရင်ကိုလေမတ်မှာနော်ဝင်ပြောခဲ့ပေးပါမတ်မရေးဘယ်နေရာလေးကိုညီမလေးမရှိအောင်ဆိုအမကိုပြောနော်အမပြန်ပြီးတော့ပြောပြပေးမယ်အမအားလို့ရှိရင်နော်ကဲအဲ့တော့အမတို့လက်ကိုသွားမယ်ပေါ့နော်ကဲတို့တွေကလက်ကိုတွားမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုရဲပိုင်းလေးကိုရှင်းသွားကြပြီနဲ့တူပါတယ်ကဲဒါဆိုလို့ရှိရင်တို့ကသူ့ရဲ့လက်ကလေးကိုတွားကြမယ်နော်လက်ကလေးကိုသွားတဲ့အခါကျလို့ရှိရင်တို့ကလက်ကိုကြတော့ဒီလိုမျိုးတရွက်ထဲမညက်နဲ့တော့လက်ကိုဒီလိုမျိုးအခောက်နဲ့ညက်ကမယ်နော်သူ့ရဲ့လက်အတိုင်းဒါဘယ်လောက်ရှိလဲမတင်ထားတဲ့အတိုင်းပဲလက်ရှိစောင်းအားယူမယ်လက်ကိုတို့ညက်ကြမယ်တို့ကြတော့ပိတ်ခောက်တင်ရတာနဲ့မလုံးနဲ့တော့တခါတည်းခောက်ပြီးတော့တို့လောက်ကမယ်ပိတ်ခောက်တင်ရတာနဲ့ဆိုလို့ရှိရင်အဲ့လက်ပုံမရဘူးပေါ့နော်ကဲဒါဆိုလို့ရှိရင်ဒါလက်ကလေးပြီးသွားရင်ဖြန့်လိုက်မယ်ကြည့်ဒါဆိုလို့ရှိရင်သူ့ရဲ့လက်ဟုတ်ပြီနော်ဒါသူ့ရဲ့လက်ကလေးပေါ့နော်ဒါပုံမှန်ရိုးလက်ကလေးမှာညှက်လိုက်ပြီးရိုးကလက်ကလေးညှက်ပြီးသွားရင်ဆိုလို့ရှိရင်တို့ဒီဘက်ကနေပြီးတော့ဒီဘက်ကို3လောက်ဖြစ်ဖြစ်2ခွဲလောက်ဖြစ်ဖြစ်ပေါ့နော်ဒီမှာ2ခွဲလောက်ဖြစ်ဖြစ်3လောက်ဖြစ်ဖြစ်မှာတို့ကဒီကနေပြီးတော့ဒီကိုမှတ်လိုက်မှတ်ပြီးရင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်တို့ကအဲ့ရနေမှာအပေါ်ကနေတော့မဆောင်းလာနဲ့အောက်ကနေဝိုက်ပြီးဆောင်းလာဒီမှာကြည့်ထားမယ်နော်ဒီမှာအောက်ကနေဝိုင်းပြီးတော့ဆောင်းလာဒီမှာလိုလေးဝိုက်ဆောင်းလာအဲ့လိုလေးဝိုက်ဆောင်းပြီးလို့ရှိရင်တို့ကအဲ့ဒါကိုညှက်ထုတ်ပလိုက်တွေ့လားဒီလေးဖြစ်သွားတယ်နော်ဒီလေးဖြစ်သွားတယ်အဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုး2ရွက်ပေါ့နော်ဒီလိုမျိုး2ရွက်ဟိုဘက်1ရွက်ဒီဘက်1ရွက်ဖြစ်မယ်ဟုတ်ပြီနော်2ရွက်ညက်ကမယ်နော်2ရွက်ညက်ကမယ်အဲ့2ရွက်ပေါင်းမှာတစ်ထည်နော်2ရွက်ပေါင်းမှာတစ်ထည်အဲ့တော့တို့တွေကဆိုတစုံပေါ့နော်တစုံ2ရွက်ပေါင်းမှာတစုံ2ရွက်ပေါင်းမှာတစုံဆိုတော့အားလုံးပေါင်းအဲ့ဒီတစ်ထည်သားဆိုတော့4ရွက်ညက်ကမယ်အဲ့4ရွက်ကိုလည်းညှက်တဲ့ခါကျရင်အလှမလှမှားမယ်သတိထားပြီးညောင်းဒီလိုမျိုးလေးဖြစ်သွားမယ်ကြည့်ပါဒီလိုမျိုးလေးသူမနော်သူတို့နှစ်ခုကဒီလိုလေးဖြစ်သွားပြီအဲ့ဒါလေးကိုဒီမှာသူ့ရဲ့လက်ကလေးလိုထားလိုက်ပါရှင်မဟုတ်လားအဲ့လိုလက်ကလေးဖြစ်သွားပြီအဲ့လက်ကလေးကိုတို့ကချုပ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့လက်ကလေးကဒီမှာကြည့်ချုပ်ပြီးသွားပြီဆိုဒီလိုလေးဖြစ်တယ်မဟုတ်လားဖြစ်တဲ့ခါကျဒီလိုလေးဖြစ်သွားအောင်အဲ့ဖြစ်တဲ့ခါကျရင်တို့ကဒီကနေတော့လက်တက်လိုက်တယ်ဒီမှာလက်ဝါဒီမှာဘေးကိုတယ်ဒီမှာတွေ့လားဒီပုံနေတဲ့ဒီအရွက်လေးလေတက်တဲ့ခါကျရင်ဒီအရွက်ကလေးကရှေ့ကျန်းဘက်ကိုတက်ကမယ်နော်နောက်ဆန်းဘက်တက်လို့မရအောင်မှားမယ်သတိထားပါဒီဟာလေးကရှေ့ကျန်းဘက်မှာရှိနေရပါမယ်ကိုရတက်တဲ့ခါကျလို့ရှိရင်အဲ့တော့ကိုရတက်တဲ့ခါကျလို့ရှိရင်ကို
ကိုထဲမှာလက်မတက်ခင်မှာဘာလုပ်ရမလဲဆိုရင်အမတို့ကသူ့ကိုအရင်ဆုံးဒီလိုမျိုးလေးထပ်ပြီးတော့ဒီမှာတစ်ချောင်းဖိနှင်းလိုက်မြင်မိပြီဆိုတော့မှအမတို့ကကိုထဲမှာလက်တက်တယ်လို့တက်တဲ့ခါကျရင်ဒီဥစ္စာကိုအရှိတ်ဘက်ကိုရအောင်တက်ကမယ်နော်အနောက်ချမ်းဘက်ကိုတက်လို့မရအောင်အဲ့တော့မှသူ့ရဲ့လက်ကပေါ်မယ်အနောက်ချမ်းဘက်ဆိုလို့ရှိရင်အမတို့ကဒီမှာဒီလိုပေါ့ဘာမှမထူဘူးလေသူ့ရဲ့လက်ကဘက်မှာလဲအမတို့မသိဘူးဟုတ်ပြီနော်သူကဘာလက်ချုပ်လို့ချုပ်ထားမှလည်းမသိဘူးအဲ့တော့မတို့ကဒီဟာလေးကိုရှေ့ချမ်းဘက်ကိုဖြစ်တော့မှဒါလေးကမတို့ကဒါစပယ်ဘူးလေးပေါ့နော်အဲ့လိုမျိုးလက်ကလေးကလက်အဖူးပုံလေးကိုမတို့ကသပေါ်မယ်ဟုတ်ပြီနော်အမပြောတာသဘောပေါက်ကြရဲ့လားရှင်ဒီလက်ကလေးကတော့ပုံစံလေးနော်ဒါလုံးဝပညာရပါတယ်ကဲဒါဆိုလို့ရှိရင်အမဒီနေ့မှာတော့ပြောပြထားတဲ့အတိုင်းလေးပဲပြန်ပြောမယ်နော်စောနာလို့ပြန်ပြောမယ်အမတို့နောက်ချမ်းလိုမယ်နောက်တစ်ခါပြန်ပြောမယ်အမတို့မရှင်းမှကြောက်လို့နောက်ချမ်းလိုမယ်နောက်ချမ်းလေးကိုချုပ်စာနောက်ချမ်းလေးကိုရှေ့ချမ်းကိုထပ်တင်မယ်ချုပ်စာ3စိတ်ချမ်းပြီးတော့ထပ်တင်မယ်ထပ်တင်ပြီးတဲ့အခါကျလို့ရှိရင်ရှေ့ချမ်းလေးကိုနှစ်ပိုင်းခွဲမယ်နော်ဟုတ်တယ်နော်ရှေ့ချမ်းလေးကိုနှစ်ပိုင်းခွဲမယ်နှစ်ပိုင်းခွဲလာလို့ရတဲ့ဟာလေးကိုအပေါ်ပိုင်းလေးကိုတစ်ဖက်ဖက်အောက်ပိုင်းလေးကိုကြတော့နောက်တစ်ဖက်ကိုဘာသာလဲတွန်းစာဆိုတော့အောက်ပိုင်းလေးကနောက်တစ်ရွက်ထဲမှာဖြစ်ဖြစ်ပိတ်စာထဲမှာဖြစ်ဖြစ်အရှိမနှစ်လက်မချန်ပြီးတော့မှဒီအောက်ပိုင်းလေးကိုအပေါ်ကနေထပ်ပြီးတော့အဲ့ဒီတိုင်းညှက်ထုတ်လိုက်ညှက်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲချုပ်တဲ့ခါကျလို့ရှိရင်ရှေ့ချမ်းမှာဒီမှာလေပင်ချုပ်စရာရှိရချုပ်မယ်ရှေ့ကြားဒီမှာဒီနေရာလေးမှာကျဲသီးကွန်းတက်စရာရှိရတက်မယ်နော်ဒါတွေအရင်လုပ်ပြီးသွားပြီဆိုတော့မှဒီတို့ကိုလည်းအရှိမကျဲသီးကွန်းတက်စရာရှိရတက်ပြီးသွားပြီဆိုတော့မှသူတို့နှစ်ခုကိုမတို့တွေတက်တော့မယ်ဆိုတော့မှဒါကိုသူ့ရဲ့ခွင်အကျန်ဒီလိုမျိုးပေါ့နော်သူ့ရဲ့ခွင်ကဒါဆိုညီတယ်မှတ်လားဒါဆိုဒါပို့နေဟုတ်တယ်နော်အမတို့ဒါပို့ယူရတယ်အဲ့ဒါကိုတွန်းလိုက်အဲ့ဒါတွန်းဒါသူ့ကိုတွန်းတဲ့ခါကျလို့ရှိရင်ဒီဟာလေးပဲတွန်းလို့မရဘူးဒီထိလောက်တွန်းရမယ်နော်အဲ့တော့မှ तू ကကွက်တိတက်ကြမှာဥပမာ तू က2လက်မယူထားရင်ကိုက4လက်မတွန်းနော်ဟုတ်ပြီလား तू က3လက်မယူထားရင်ကိုက6လက်မတွန်းအဲ့တော့မှ तू ဒီခွင်နဲ့တက်ကြတာဟုတ်ပြီနော်အဲ့တော့မှ तू ကိုလာထပ်ဒါဆိုလို့ရှိရင်ဒီဟာလေးကရှေ့ချမ်းပိုင်းလေးကဒါပြီးသွားပြီဒါနော်လွယ်တယ်နော်အင်ဂျီကမကပ်ပါဘူးတကယ်တော့လေချုပ်တတ်တယ်ဆိုလွယ်ပါတယ်ဒါပတန်ခွဲတတ်ဖို့ပတန်လေးခွဲတန်ရတယ်နော်ကဲပြီးလို့ရှိရင်လည်းလက်ကလေးကိုညှက်လိုက်လက်ကလေးကိုအပြည့်ညှက်လက်ပြည့်ကိုညှက်ပြီးတော့မှအမတို့လက်ကိုမတို့ဒီကနေရောနှိုက်ထုတ်မှာဟုတ်တယ်နော်လက်ကလေးကိုအပြည့်ညှက်ပြီးတော့အမတို့လက်ကလေးကိုနှိုက်ထုတ်ပါမယ်ဒီမှာလက်လေးကိုဒီမှာအပြည့်ညှက်ပြီးတော့မတို့ဒီကနေမှနှိုက်ထုတ်ပြီးတော့ဒီလိုမျိုးအဝိုက်ကလေးလောက်ဒီရွက်ကလေးက4ရွက်ကလေးကိုဒီမှာတစ်စုံမျက်နှာချင်းဆိုင်ဒီဟာလေးကရှေ့ချမ်းမှာရှိနေရမယ်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်အမပြောတာကိုသဘောပေါက်မယ်လို့ထင်ပါတယ်အမဗီဒီယိုလေးကိုပေါ့နော်စိတ်ရှိနဲ့ကြည့်ပေးတယ်တဦးတယောက်ချီစင်တိုက်ကိုအမကတကယ်ကိုကျေးဇူးတင်ပါတယ်အမရဲ့ဗီဒီယိုလေးကိုကြည့်ခြင်းအဖြစ်ပညာရမယ်ဆိုရင်တော့အမကိုလေကွန်မန့်မှာလေပညာရတဲ့အကြောင်းလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေမရေးချင်တော့မှအမအသေးလေးတွေဖြစ်ဖြစ်မအောင်ပေးကြပါအောင်လို့အမကမေတ္တာရက်ခံချင်ပါတယ်အားလုံးပဲဒီနေ့တော့ဒီလောက်ပါပဲရှင်